မင်္ဂလာပါရှင်ဒီနေ့မှာတော့ဒုတိယတန်းမြန်မာစာရီထဲကအသက်လက္ခဏာတိမှတ်စရာဘီးနဲ့တွဲကြမှာဆိုတဲ့အခန်းကဏ္ဍရီထဲကအောင်ဆိုတဲ့အသက်များကိုအတန်ထွက်နီးနဲ့တင်ကြားတဲ့သင်ခန်းစာအတန်ထွက်နီးနဲ့တင်ကြားနီးလေးကိုပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်ဒါကြောင့်ဖေဖေမေမေတို့ရေကိုအိမ်မှာပဲတမီလေးတွေကိုပြန်တင်ချင်တာပဲဖြစ်ဖြစ်ဟလာတမီလေးတွေကြက်မှတ်နေတဲ့အချိန်မှာတမီလေးတွေဖတ်နေတဲ့အချိန်မှာသူတို့လေးတွေမှားလားမှန်လားဒါဘလို့နီးနဲ့လုံနေတာလဲဆိုတာကိုဘလို့နီးလန်းလေးပါလေဒါအရင်တော့ကတို့တင်ခဲ့ရတဲ့တို့တင်ခဲ့ရတဲ့စလုံးပေါင်းနီးလေးလားအခုစနစ်တည်းရဲ့အတန်ထွက်နီးလေးလားဒါသူတို့ဘလို့ကြက်မှတ်နေကြလဲဟုတ်ပြီဒါဆိုရင်သူတို့ကြက်မှတ်နေတာလေးတွေကိုကကြားပြီးတော့ဒါဆိုရင်ဘလို့လေးပေါ့ဒီဒါဆိုရင်အတန်ထွက်နီးလေးပေါ့အတန်ထွက်နီးလေးနဲ့ဆိုရင်ဒါဒီလိုထွက်ရတယ်စလုံးပေါင်းနီးလေးနဲ့ဆိုဘလို့လေးထွက်ရတယ်လို့ဖေဖေမေမေတို့ကဘေးကနေတမီလေးတွေကိုကူညီလို့ရတာပေါ့နော်ဒါကြောင့်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်သင်ခန်းစာလေးကိုစလိုက်ကြရအောင်ပါအောင်ဆိုတဲ့အသက်မှာဆိုရင်တဝေထိုးရေးချငါတက်တဝေထိုးရေးချငါတက်ကိုမြင်တာနဲ့ဘာတန်ထွက်ရမှာလဲဆိုရင်အောင်းအတန်ကိုထွက်ရမှာပါတဝေထိုးရေးချငါတက်ကိုမြင်တာနဲ့အောင်းအတန်ကိုထွက်ရမှာဖြစ်ပါတယ်နောက်တဝေထိုးရေးချငါတက်အောက်ကမြင့်ဆိုတဲ့အတက်ကိုမြင်လိုက်တာနဲ့အောက်ဆိုတဲ့အတန်ကိုထွက်ရမှာဖြစ်ပါတယ်တဝေထိုးရေးချငါတက်အောက်ကမြင့်ဆိုတဲ့အတက်ကိုမြင်လိုက်ရင်အောက်ဆိုတဲ့အတန်ထွက်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတဝေထိုးရေးချငါတက်ဝိဆနှလုံးပေါက်ဆိုတဲ့အတက်ကိုမြင်လိုက်တာနဲ့တပြိုင်နက်တည်းဘာကိုထွက်ရမှာလဲဆိုရင်အောက်ဆိုတဲ့အတန်ကိုထွက်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီအောင်ဆိုတဲ့အတက်ကလေးကိုကျမတို့ဘီးနဲ့စပြီးတော့တွဲကြည့်ကြရအောင်ပါဟုတ်ပြီဒီလိုအတန်ထွက်နည်းနဲ့သင်ကြားတဲ့အခါမှာဘီးအမီကိုမထွက်ရပါဘူးเนาะဘီးအမီကိုမဆိုရပါဘူးဘီးရဲ့အတန်နဲ့ပဲထွက်ဆိုရမှာဖြစ်ပါတယ်ဘီးရဲ့အတန်နဲ့ပဲထွက်ဆိုပြီးတော့အသက်တွေနဲ့ပေါင်းကြရမှာဖြစ်ပါတယ်ဒါဆိုရင်ပထမဦးဆုံးအနေနဲ့ဘာလဲဆိုရင်ကကြီးဘီးလေးပေါ့เนาะကကြီးဘီးလေးရဲ့အတန်ကဒါဆိုရင်ကိုတဝေထိုးရေးချငါတက်နဲ့တဝေထိုးရေးချငါတက်နဲ့ပေါင်းလိုက်တော့ဒါဆိုရင်အောင်ကောင်းလို့အတန်ထွက်ရမယ်အောင်ကောင်းအကောင်လေးတွေကိုရေတွက်တယ်ခွေးလေးတွေကြောင်လေးတွေငှက်တွေတစ်ကောင်နှစ်ကောင်သုံးကောင်ရေတွက်တဲ့အခါမှာလည်းသုံးတယ်ဆိုတာလေးတွေကိုတမီလေးတွေကိုရှင်းပြလို့ရပါတယ်တခါလေနောက်အဲ့ဒီကိုမှသူကဘာနဲ့ထည့်မှာလဲတဝေထိုးရေးချငါတက်အောက်ကမြင့်အောင်ဆိုတဲ့အတက်နဲ့ပေါင်းလိုက်တော့အောင်ဆိုပြီးတော့ထွက်ကြရမှာဖြစ်ပါတယ်ထက်ကကောက်မှာတဝေထိုးရေးချငါတက်ဝိဆနှလုံးပေါင်းနဲ့ပေါင်းလိုက်တော့တဝေထိုးရေးချငါတက်ဝိဆနှလုံးပေါင်းအောင်ဆိုတဲ့အတက်နဲ့ပေါင်းလိုက်တော့အောင်ကောင်းကောင်းလိုက်တာတလှုပ်ထားတာဒီနေ့တော့လေထမင်းနေအရန်စားကောင်းတာပဲနေကောင်းလားနေကောင်းနေအဲ့လိုမျိုးကောင်းခြင်းအရာတွေကိုပြောတဲ့အခါမှာသုံးပါတယ်ဆိုတာကိုလည်းတမီလေးတို့ကိုရှင်းပြပေးလို့ရပါတယ်ဒါဆိုရင်ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါရှင်ပုံလေးကိုကြည့်လိုက်ကြရအောင်ပုံလေးမှာဆိုရင်ဘာပုံလေးလဲဟုတ်တာပေါ့ sky ကောင်းကင်ပုံကြီးဒါဆိုရင်ကောင်းကင်ကိုတို့ဘလို့အတန်နည်းနဲ့ပေါင်းမလဲဟုတ်ပြီရဲ့တဝေထိုးရေးချငါတက်ဝိဆနှလုံးပေါက်ဆိုတဲ့အတက်နဲ့ပေါင်းလိုက်တော့အောင်ကောင်းနောက်တစ်ခုရဲ့ငါတက်ဆိုတဲ့အတက်ကအင်းဆိုတဲ့အတန်ထွက်တော့အင်းကင်းဆိုပြီးတော့အတန်ထွက်ရပါတယ်ဒါဆိုကောင်းကင်ကိုပေါင်းမယ်ဆိုရင်အောင်ကောင်းအင်းကင်းကောင်းကင်ဆိုပြီးတော့အတန်ထွက်နည်းနဲ့ရွတ်ဆိုလိုက်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါနောက်ပြီးတော့ကျွန်မဘာဘီးလေးကိုအစားတိုးမလဲအောင်းနေရာမှာဘာဘီးလေးကိုအစားတိုးမလဲဆိုရင်အောင်းနေရာမှာစာလုံးဘီးလေးကိုအစားသွင်းပါမယ်စာလုံးဘီးကိုအစားသွင်းတော့စာလုံးကစဆိုတဲ့အတန်ထွက်ရတယ်ဒါဆိုရင်စကိုတဝေထိုးရေးချငါတက်ဆိုတဲ့အောင်ဆိုတဲ့အတန်နဲ့ပေါင်းလိုက်တော့စအောင်
အောင်ဆောင်တို့တွေဆောင်နေမခြုံကြဘူးလားဆောင်တပည့်ဆောင်လေးတွေဟဲ့လားခြုံဆောင်လေးတွေအဲ့ဒီဆောင်နောက်စကိုတဝေထိုးရေးချငတ်တဲ့အောက်ကမြည်အောက်ဆိုတဲ့အတန်နဲ့ပေါင်းလိုက်တော့စအောင်ဆောင်စအောင်ဆောင်စအောင်ဆောင်နောက်စကိုပဲတဝေထိုးရေးချငတ်တဲ့ဝိဆနှလုံးပေါင်းနဲ့ပေါင်းလိုက်တော့စအောင်ဆောင်ဆိုပြီးတော့ဖတ်ရမှာဖြစ်ပါတယ်ဒါဆိုစအောင်ဆောင်ဆိုတာဘာလဲတို့ညမဂီတဒုရိယာတွေထဲမှာပါတယ်ဆောင်အဲ့လိုလေးတွေသားမိမိလေးတို့တခါတည်းပြောလိုက်လို့ရပါတယ်ရှင်နောက်တစ်ခုဘာလေးကိုအစားထိုးမလဲဆိုရင်တာဝင်းပူပြီးလေးကိုအစားသွင်းမယ်ဒါဆိုရင်တာဝင်းပူပြီးရဲ့အတန်ကတဒါဆိုတကိုတဝေထိုးရေးချငါတက်မှာအစားသွင်းတော့တအောင်တောင်းတအောင်တောင်းမောင်တိန်ဆိုတဲ့တောင်နေတောင်တက်တာတွေမြင့်မိုးတောင်အဲ့လိုမျိုးတောင်တတောင်နှစ်တောင်အတိုင်းတာတွေမှာလည်းသုံးတယ်ဆိုတာတတမီမီလေးကိုတခါတည်းရှင်းပြလို့ရပါတယ်နောက်ပြီးတော့တဝေထိုးရေးချငါတက်အောက်ကမြည်အောက်ဆိုတဲ့အတက်နဲ့ပေါင်းလိုက်တော့တအောင်တောင်တအောင်တောင်နောက်တစ်ခုကိုတဝေထိုးရေးချငါတက်ဝိဆနှလုံးပေါင်းဆိုတဲ့အောင်အတက်နဲ့ပေါင်းလိုက်တော့တအောင်တောင်တအောင်တောင်ပစ္စည်းတွေထဲတဲ့တောင်အမိုက်တွေထဲတဲ့တောင်ဟဲ့လားဈေးဝယ်ရေးချင်းတောင်းလေးတွေဆွဲသွားတဲ့ချင်းတောင်အဲ့လိုလေးတွေကိုတတမီမီလေးတို့ကိုတခါတည်းရှင်းပြသွားလို့ရပါတယ်ရှင်ဒီတစ်ခါမှာဘာဘီးလေးကိုအစားသွင်းထားလဲဆိုရင်ဖောက်ဝတ်ထုတ်ဘီးကိုအစားသွင်းတယ်ဒါဆိုဖောက်ဝတ်ထုတ်ဘီးကိုအစားသွင်းတော့ဖောက်ဝတ်ထုတ်ကဖောက်ဝတ်ထုတ်ရဲ့အတန်ကဖဖြစ်တဲ့ဖအောင်ဖောင်းနောက်အောင်ဆိုတဲ့အတန်နဲ့တွင်းလိုက်တော့ဖအောင်ဖောင်းဖအောင်ဖောင်းနောက်တဝေထိုးရေးချငါတက်ဝိဆနှလုံးပေါက်အောင်ဆိုတဲ့အတန်နဲ့ပေါင်းလိုက်တော့ဖအောင်ဖောင်း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 ဖောင်းဖောင်းဆိုပြီးတော့ use ဖတ်ပါမယ်ဟုတ်ပြီဒါဆိုရင်တတမီလေးတို့ကဲဒီပုံလေးကဘာပုံလေးလဲတို့ကြည့်လိုက်ကြရအောင်ဆိုသူတို့ကိုမေးလိုက်မယ်ဟာသူတို့ကရေထဲမှာဖြာကြီးစီရောက်နေတာသူတို့ကရေထဲမှာလှေစီးနေတာအမျိုးမျိုးပြောလိမ့်မယ်ဒါလေးကတော့ဝါဖောင်လေးပါရေထဲမှာဝါလုံးလေးတွေကိုတစ်လုံးနဲ့ဆက်ပြီးတော့ရေထဲမှာဝါဖောင်လေးလှော်ပြီးတော့သွားလာနေတာပါဆိုပြီးတော့တတမီမီလေးတွေကိုပြောပြလိုက်လို့ရပါတယ်ဒါဆိုရင်ဝါဖောင်လို့ပြောတဲ့အတွက်ဝါဖောင်ကဘာတွေပါလဲဝါအားဆိုတဲ့တရပါတယ်အောင်ဆိုတဲ့အတက်ပါတယ်ဒါဆိုရင်နှစ်ခုစလုံးကိုတို့ကဘယ်လိုဖတ်ကြမလဲအာတရတဲ့ကအားနဲ့ပေါင်းလိုက်တော့ဝဝနောက်ဖအောင်ဖောင်းဖအောင်ဖောင်းဝါဖောင်းဒါကြောင့်မလို့ဝဖအောင်ဖောင်းဝါဖောင်းလို့ဖတ်ရပါမယ်နောက်ခါခွေးပြီးလေးကိုနောက်ဆက်ကြည့်ရအောင်နောက်ဘာပြီးလေးကိုအစားသွင်းလဲဆိုရင်ခါခွေးပြီးကိုအစားသွင်းထားတယ်ဒါဆိုခါခွေးပြီးကိုအစားသွင်းထားတဲ့အခါမှာခါခွေးပြီးကဘာတန်လဲခခွေးပြီးကဘာတန်လဲဟုတ်ပြီခခွေးပြီးကခခွေးပြီးကိုအောင်အတက်နဲ့တွဲလိုက်တော့အောင်ခေါင်းနောက်အောက်အတက်နဲ့တွဲလိုက်တော့အောင်ခေါင်းဆိုပြီးတော့အတန်ထွက်ပဲဟုတ်ပြီဒါဆိုရင်ဒီပုံလေးကဘာပုံလေးလဲခေါင်းလောင်းလေးဟုတ်တယ် bell ခေါင်းလောင်းလေးမှာခေါင်းရဲ့လောင်းရဲ့ဆိုတဲ့စကားလုံးနှလုံးပါတယ်ဒါဆိုအဲ့စကားလုံးနှလုံးကိုတို့ဘလို့အတန်ထွက်ပြီးစလုံးပေါင်းကြမလဲဆိုရင်အောင်ခေါင်းလာအောင်လောင်းခေါင်းလောင်းဒါဆိုဘလို့ပြန်ဖတ်မလဲအောင်ခေါင်းလာအောင်လောင်းခေါင်းလောင်းဆိုပြီးတော့တို့ဖတ်ကြမယ်ဒါဆိုရင်အဆင်ပြေမယ်ထင်ပါတယ်နော်ဟုတ်ကဲ့ပါဒါဆိုရင်ဆက်လက်ပြီးတော့ကျွန်တော်တို့သွားမယ်ဆိုရင်ရပင်းရရစ်တွေနဲ့သွားကြမယ်ကာကြီးရရစ်ဆိုဘလို့အတန်ထွက်တယ်ကာကြီးရရစ်တော့ကြာလို့ထွက်ခဲ့တယ်ရရစ်ကြကာကြီးရရစ်ဆိုရင်ကြာလို့အတန်ထွက်ရတယ်ဆိုတော့သိခဲ့ပြီးပထမတန်းမှာကလေးတို့သိခဲ့ပြီးသားဒါဆိုရင်ကြာအောင်နေရာမှာအစားသွင်းတော့ကြာအောင်ကြောင်ကလေးတွေဟလာကြာအောင်နေရာမှာအစားသွင်းတော့ကြာအောင်ကြောင်
တတကြောက်သမီးကြောက်ဖေဖေကြောက်ဆိုတဲ့ကြောက်နောက်ကြောက်အောင်ကြောက်ကြောက်အောင်ကြောက်ကြောက်အကြောင်းကဒီလိုအဲ့လိုလေးစကားပြောတဲ့ခါမှာတော့သုံးတယ်စာနဲ့သုံးတဲ့ခါမှာတော့ကြောင်းဆိုတာကအသုံးနည်းခဲ့တယ်ဒါကကြတော့ယာယီနဲ့သုံးတဲ့ကြောင်းကြောင်းကြောင်းကြောက်အောင်ကြောင်းကြောက်အောင်ကြောင်းကြောက်အောင်ကြောင်းဆိုတဲ့ကြောင်းကြောင်းကြောင်းကဲဒါဆိုရင်ရပင်းနဲ့ဆိုရင်ရောတို့ဘလို့ဘယ်စကားလုံးတွေသုံးလဲရပင်းနဲ့ဆိုရင်ယာယီနဲ့ရပင်းအတန်နဲ့ကတူတယ်ဒါပေမဲ့အသုံးချင်းမတူဘူးဆိုတာကိုလည်းကလေးတွေကိုထပ်မံပြီးတော့ရှင်းပြမှာဖြစ်ပါတယ်ဒါဆိုရင်ကြောကိုအောင်တရံနဲ့အောင်အတက်နဲ့ပေါင်းလိုက်တော့ကြောက်အောင်ကြောင်းအောင်အတက်နဲ့ကြနဲ့ပေါင်းလိုက်တော့ကြောက်အောင်ကြောင်းနောက်ကြနဲ့အောင်အတက်နဲ့ပေါင်းလိုက်တော့ကြောက်အောင်ကြောင်းဟောဒီကြောင်းကကြဘာလဲဆိုရင်စာတင်ကြောင်းနေဖုံးကြီးကြောင်းနေအဲ့လိုမျိုးကြောင်းတွေကိုပြောလို့ရပါတယ်အဲ့လိုကြောင်းတွေကိုသုံးရပါတယ်ပေါ့နောက်ဒီမှာဆိုရင်ဘာပုံလေးလဲဟုတ်တာပေါ့စကူစာတင်ကြောင်းလေးဒါဆိုစာတင်ကြောင်းမှာစာရယ်တင်ရယ်ကြောင်းရယ်ပါတယ်ဟုတ်ပြီအဲ့ဒါတွေကဘလို့တွေပေါင်းထားတာလေဒါဆိုရင်တို့ဘလို့အသက်တွေဘလို့တရတွေနဲ့ပေါင်းဆက်ထားတာလဲဆိုတာကိုတို့ဆက်လေ့လာမယ်ဟုတ်ပြီဒါဆိုရင်စအာဆိုတဲ့တရတွေကအာတရနဲ့ပေါင်းလိုက်တော့စအာစာနောက်တင်ဆိုတဲ့တင်အသက်ထဲကတင်အသက်နဲ့ပေါင်းလိုက်တော့တအင်တင်နောက်ကြကိုအောင်းနဲ့ပေါင်းလိုက်မှကြအောင်ကြောင်းဒီနေရာမှာကျွန်မဖောင့်ကြံနေခဲ့ပါပြီကြဖြစ်ရမှာပါကြနဲ့အောင်းအသက်နဲ့ပေါင်းမှကြအောင်ကြောင်းဆိုပြီးတော့ထွက်လာမှာပါကြအောင်ကြောင်းဒါကြောင့်ဘလို့ဖတ်မလဲစအာစာတအင်တင်ကြအောင်ကြောင်းစာတင်ကြောင်းဆိုပြီးတော့ဖတ်ရမှာဖြစ်ပါတယ်။ဒါမှကြဖြစ်ရမှာပါကဖြစ်ရမှာမဟုတ်ပါဘူးနော်။ကျွန်မဖောက်ကြံနေခဲ့ပါတယ်။ကဲဒါဆိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။ဒါဆိုရင်ဘာပင်လေးလဲ။ဟုတ်တယ်တတမီမီလေးတချို့ကကြမြင်ဘူးတယ်တချို့ကကြမမြင်ဘူးဒါမျိုးအပင်တွေဆိုတာကတောတဘာဝတောရက်ရွာတွေမှာအညာဒေသတွေတို့ဟလာရက်ရွာတွေတောတွေမှာပဲအများဆုံးရှိတဲ့ထနောင်းပင်ကိုဘယ်လိုစလုံးပေါင်းမလဲထနာကိုအောင်းအတက်နဲ့ပေါင်းလိုက်တော့နာအောင်နောင်ပကိုအင်းအတက်နဲ့ပေါင်းလိုက်တော့ပအင်ပင်ထနောင်းပင်ဒါထနာအောင်နောင်ပအင်ပင်ထနောင်းပင်လို့စလုံးပေါင်းပါမယ်ဟုတ်ပြီဒါဆိုဒီပုံလေးကဘာပုံလေးလဲဖယောင်းမှာဖရရောင်းရပါတယ်ဒါဆိုတို့ဘလို့စလုံးပေါင်းမလဲဖရအောင်ရောင်းဖယောင်းဖရအောင်ရောင်းဖယောင်းဆိုပြီးတော့အတန်ထွက်လေးလေးနဲ့ရွတ်ဆိုပေါင်းဆိုရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်နောက်ထပ်ဆက်ကြည့်မယ်ဒါဆိုရင်တတမီလေးတို့ဒါပါပုံလေးလေချင်းပေါင်းပင်ဟုတ်ပြီချင်းမောင်ပင်ကိုဘယ်လိုစလုံးပေါင်းမလဲဟုတ်ပြီချင်းမောင်ပင်မှာချင်းရပေါင်းရပင်ရပါတယ်ဟုတ်လားချအင်းဆိုပြီးငါတက်နဲ့သွားပြီးကြမှာပေါင်းလိုက်လို့မရပါဘူးเนาะဒီနေရာမှာချင်းမောင်ပင်ကညာလေးတက်ဖြစ်တဲ့အတက်နဲ့ပေါင်းရမှာပါညာလေးတက်အတက်ကဘာတန်းပဲထွက်ရမှာလဲအင်းအတန်ပဲထွက်ရမယ်ဒါကြောင့်မလို့ချအင်းချင်းပအောင်ပေါင်းပအင်းပင်ချင်မောင်ပင်လို့ဖတ်ရပါမယ်ချအင်းချင်းပအောင်ပေါင်းပအင်းပင်ချင်ပေါင်ပင်လို့အတန်ထွက်နည်းနဲ့ရွတ်ဆိုဖတ်လိုက်ရပါမယ်ရှင်ကဲနောက်ထပ်တစ်ခုဒီမှာပါပုံလေးလဲဟုတ်တာပေါ့ brain အုံနောက်ဆိုတဲ့အုံနောက်ကြီးပေါ့အုံနောက်ကြီးကိုအုံနောက်ဆိုပြီးအုံနဲ့ရေးလို့မရဘူးနော်အုံနောက်ဆိုရင်ဒါဆိုရင်အခရာဥကိုအခရာဥလုံးကြီးတင်ဆန်ခတ်ဝိဆနှလုံးပေါက်ဥလို့ပေါင်းဖတ်တဲ့စလုံးပေါင်းဖတ်မယ်ဆိုရင်လေလုံးဝအလွဲကြီးလွဲသွားပါတယ်နော်ဒီအခရာဥကအနှစ်ချောင်းငယ်ဝိဆနှလုံးပေါက်ဆိုတဲ့ဥဆိုတဲ့တရအတန်ဖြစ်တဲ့အတွက်ဥအခရာ
ဦးလို့ပဲအတန်ထွက်ရပါမယ်အဲ့ဒါကိုသွားပြီးကမှအခရာကိုလုံးတစ်စက်ကဝိစာနှလုံးပေါက်ဦးလို့သွားပေါင်းလိုက်ရင်လုံးဝအလွယ်ကြီးအမှားကြီးမှားပါတယ်နော်အဲ့ဒါလေးတွေကိုတော့သတိပြုပေးကြပါနောက်ဒါဆိုရင်တို့ပေါင်းကြည့်အောင်ဦးနှအောင်နှအုံနှနာငယ်ဟာထိုးဆိုရင်တို့ဘလို့အတန်ထွက်ရမှာနှဟာထိုးကလည်းတို့ကပထမတန်းမှာသင်ခဲ့ပြီးသားဖြစ်တယ်ဒါကြောင့်နှအောင်နှဒါဆိုဦးနှအဲ့လိုမှမဟုတ်ဘူးအခရာဦးနှအောင်နှအုံနှဆိုလဲရပါတယ်ဖတ်အဲ့လိုအတန်ထွက်နည်းနဲ့လေနော်ဒါဆိုရင်ပေမေတို့ရေအောင်အသက်နဲ့ပတ်သက်ပြီးတော့အတန်ထွက်နည်းနဲ့ရွတ်ဆိုရတာလေးတွေကိုဖေမေတို့ဒါဆိုရင်သဘောပေါက်သွားမယ်ဒီဗီဒီယိုလေးကအကျိုးရှိရဲဆိုရင်လည်းကျန်တဲ့သူတွေသိအောင်ထုံးစံအတိုင်း like and share လေးလုပ်ပြီးတော့ comment လေးတွေရေးပေးသွားကြပါဦးเนาะနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်